ဗုဒ္ဓထောင်မြို့နယ်48လမ်းပလီကကျန်းစာတင်ကျောင်းမီးလောင်မှုကြောင့်မိခိုးမွန်ပြီးတည်ဆုံခဲ့ရတဲ့ကျောင်းသား73ဦးရဲ့ဇာပနာကိုဧပြီ2ရက်နေ့ကမြောက်ကလာရေဝေးတုတ်တံမှာအစ္စလမ်ဘာသာထုံးစံတကြိုခဲ့ပါတယ်။ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေကကျန်းစာတင်ကျောင်းမီးလောင်ကျွမ်းမှုဟာမီးအားမြင့်ဆက်ကနေဝါယာရှော့ဖြစ်ပြီးလောင်ကျွမ်းတာလို့မီဒီယာတွေကိုပြောဆိုခဲ့ပါတယ်။တည်ဆုံသူကျန်းစာတင်ကျောင်းသားကလေးငယ်73ယောက်ရဲ့ဇာပနာကို88မျိုးဆက်ကျောင်းသားများအဖွဲ့ကကိုမြအေးနဲ့ကိုချင်းမီတို့ဟာအစ္စလမ်ဘာသာဝင်1000ကျော်တို့နဲ့အတူလိုက်ပါပို့ဆောင်ခဲ့ပါတယ်။မိထီလာမြို့မှာဖြစ်ပွားခဲ့တဲ့ဘာသာရေးလူမျိုးရေးအကြမ်းဖက်မှုတွေနောက်ပိုင်းရန်ကုန်မြို့မှာအစ္စလမ်ဘာသာဝင်ဗလီကျောင်းတွေမီးတင်ရှို့ခံရနိုင်မှုဖျက်ဆီးခံရနိုင်မှုတို့နဲ့ပတ်သက်ပြီးလုံခြုံရေးကိုတိတိတတ်တာတိုးမြင့်နေချိန်မှာအစိုးရအနေနဲ့ထိထိရောက်ရောက်ကင်တွယ်မှုအားနည်းနေသေးတယ်လို့ကိုမြအေးကဆိုပါတယ်။ကျွန်တော်တို့ကိုယ်တိုင်လည်းရောက်ခဲ့ပြီးဖြစ်တယ်အဲ့တော့ကျွန်တော်ပြောပြတဲ့ဟာမှန်ပါတယ်ကလေးလေးတွေကျွန်တော်သားသမီးရွယ်တွေပါကျွန်တော်ကိုယ်တိုင်လည်းစိတ်ထဲမှာနင့်နေအောင်ခံစားရပါတယ်ဒါမဲ့ကျွန်တော်ခံစားတဲ့အခါမှာအစ္စလာမ်တွေတည်လို့ဗုဒ္ဓဘာသာဝင်တွေတည်လို့ဆိုတဲ့အပေါ်မှာကျွန်တော်ခံစားတာမဟုတ်ပါဘူးကျွန်တော်ကိုရင်းစာစိတ်နဲ့လူသားဆိုတဲ့အပေါ်မှာကျွန်တော်ခံစားခြင်းဖြစ်ပါတယ်အကယ်၍များသူကဗုဒ္ဓဘာသာဝင်ပဲဖြစ်ဖြစ်ခရစ်ယာန်ပဲဖြစ်ဖြစ်ဟိန္ဒူပဲဖြစ်ဖြစ်ကျွန်တော်ဒီလိုပဲစိတ်ထဲမှာကြေကွဲမှာပါအဲ့ဒီလိုပဲကျွန်တော်ကြေကွဲနေတယ်လို့ကျွန်တော်နဲ့အတူလက်တွဲထားတဲ့ကျွန်တော်ညီကိုမောင်နှမတွေဗုဒ္ဓဘာသာဝင်တွေအများကြီးပါဒီလို73ယောက်နဲ့ပတ်သက်ပြီးတော့အမှုမှန်ကိုအဖြစ်မှန်ကိုပေါ်ထုတ်နိုင်အောင်စုံစမ်းကော်မရှင်ကိုလည်းကျွန်တော်တိုက်တွန်းသွားမယ်နောက်တစ်ချက်ကပျက်စီးသွားတဲ့ကျောင်းနဲ့ပတ်သက်ပြီး quality ဆောက်ရေးကိုအစိုးရအကူအညီဆောင်ရွက်ပေးဖို့အတွက်ကိုကျွန်တော်ဆက်ပြောသွားမယ်အဲ့ဒီကာလမှာတော့အားလုံးအေးချမ်းနဲ့ဒီမှာကျွန်တော်တို့အတူပါချမယ်မရဲချမယ်ပြီးတဲ့အခါမှာစီးရှိကန်းရှိနဲ့သွားပါအာဏာပိုင်တွေအနေနဲ့ကျွန်တော်အာမခံတယ်မိထီလာမှာဖြစ်ခဲ့တဲ့ပြဿနာကျွန်တော်နတ်တလင်းကျွန်တော်တို့ဒီဇီကုန်းဂျိုးပင်ကောက်ကြောလုံးမှာဖြစ်တဲ့ပြဿနာအားလုံးဟာအစ္စလမ်ဘာသာဝင်တွေနဲ့ဗုဒ္ဓဘာသာဝင်တွေနဲ့ဖြစ်နေတဲ့ပြဿနာမဟုတ်ဘူးဒါကဘာသာရေးကိုခုတုံးလုပ်ပြီးတော့အသုံးချပြီးတော့အကြမ်းဖက်သမားအုပ်စုတစုရဲ့လုပ်ရပဲဖြစ်တယ်အဲ့တော့အဲ့ဒီဟာကိုကာကွယ်တဲ့အခါမှာကျွန်တော်တို့အစ္စလမ်ဘာသာဝင်တွေကြီးပဲကာကွယ်လို့မရဘူးကျွန်တော်တို့နဲ့တသားတဲ့နေထိုင်နေတဲ့ကျွန်တော်တို့ရဲ့ညီကိုမောင်နှမတွေဖြစ်တဲ့ဗုဒ္ဓဘာသာဝင်တွေနဲ့အတူလက်တွဲပြီးကျွန်တော်တို့ကာကွယ်သွားမှာဖြစ်တယ်ကျန်းစာတင်ကြောင်းမီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီးအစိုးရပိုင်းမီဒီယာတွေကအချိန်တိုင်းလိုသတင်းထုတ်လွှင့်နေပြီးတိုင်းအစိုးရဝန်ကြီးချုပ်ဦးမြင့်ဆွေကဧပြီလ2ရက်တနေ့တည်းမှာပဲမီးလောင်မှုဟာဝါယာရှော့ကြောင့်ဖြစ်ရတာဖြစ်တယ်လို့မနက်နဲ့ညနေနှစ်ကြိမ်တိုင်းသတင်းမီဒီယာတွေကိုရှင်းပြခဲ့ပါတယ်။အခုကျွန်တော်တို့ဒီလာပြီးတော့ကလည်းဒီမှာရှိတဲ့ဝန်ထမ်းကိုဆွေးနွေးကြတယ်ဆွေးနွေးသားချင်းတွေအတန်းဝိုင်းနေရတယ်သူတို့ဥပဒေကြောင်းရပဲဒီပြဿနာကိုပြီးဆုံးနေရမယ်ဥပဒေကြောင်းရပဲအဆုံးသတ်ခြင်းကျွန်တော်တို့သဘောတူတယ်လူရှိရင်ပြဿနာရှိမယ်ဗျာပြဿနာရှိရင်ဖြေရှင်းတဲ့နည်းလမ်းရှိရမယ်အဲ့ဒီဖြေရှင်းတဲ့နည်းလမ်းဟာတရားဥပဒေနည်းလမ်းရဖြေရှင်းနေတာလည်းအမှန်ကန်ဆုံးပဲဆိုတော့ကျွန်တော်တို့ယုံကြည်ထားတယ်အဲ့တော့တရားဥပဒေနည်းလမ်းရဖြေရှင်းနိုင်ဖို့တော့အားလုံးဝိုင်းပြီးတော့အာရုံစိုက်ပြီး